စိုက်ပျိုးရေးကိုဝါသနာပါလို့လက်တဲ့ဆန်းပြီးလက်တွေ့မှာစိုက်ပျိုးတဲ့အခါမှာကြုံတွေ့ရတဲ့ပြဿနာလေးတစ်ခုကတော့ကျွန်တော်ကျမရဲ့ငရုတ်ပင်ကအပင်ကတော့တအားတန်ပြီးအရွက်တွေကလည်းစိမ့်ဆိုးနေတာပဲဒါပေမဲ့အပွင့်တိတ်မပွင့်ဘူးဖြစ်နေတယ်အပွင့်ပွင့်ပြီးရင်လည်းအသေးမတင်ဘူးဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းလေးတော်တော်များများတွေ့ရပါတယ်အဲ့ဒီပြဿနာကိုအခုဗီဒီယိုမှာကျွန်တော်ရဲ့ strawberry အပင်နဲ့ဥပမာထားပြီးရှင်းပြပေးသွားပါမယ်အပင်တန်ပြီးအပွင့်အသီးမလိုက်ဘူးဖြစ်နေပြီဆိုရင်ပြုလုပ်ရမယ့်အချက်နှစ်ချက်ရှိပါတယ်ပထမအချက်ကတော့စိုက်ပျိုးမြေမှာ nitrogen ဓာတ်များပြီး phosphate potassium နဲ့အလဲလိုဓာတ်တွေအနည်းလိုဓာတ်တွေအားနည်းနေလို့ပဲဖြစ်ပါတယ်စိုက်ပျိုးမြေကိုမျောစာမကြွေးခင်ဒုတိယအချက်ကိုအရင်လှုပ်ဆောင်ကြည့်ပြီးအလုံးမဖြစ်မှပထမအချက်ကိုလှုပ်ဆောင်ဖို့အကြံပေးပါတယ်ဒုတိယအချက်ရဲ့နီးလန်းကတော့ကျွန်တော်ကစိုက်ပျိုးမွေးမြူရေးလုပ်ကိုင်တဲ့တောင်သူမျိုးဆက်ကနေဆင်းသက်လာတာဆိုတော့အဖိုးအဖွားတွေစီကနေလက်စစ်ကမ်းရလာတဲ့နီးလန်းလေးပဲဖြစ်ပါတယ်အဲ့ဒီနီးလန်းကတော့အသီးစားအသီးနှံပင်ဆိုရင်အရွက်တွေကိုခြွေပြီးအရွက်စားအသီးနှံပင်ကိုတော့အသီးအပွင့်တွေကိုခြွေပေးရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ strawberry အပင်ဆိုပါတော့ဒီအပင်ကိုစားဆိုင်တုန်းကသူများအိမ်စီကနေတောင်းလာတာပါပိုင်ရှင်ကပြုစုယူရမှုမလုပ်ပဲပြစ်ထားလို့အပင်ကရဲရဲလေးပဲကြံပြီးနွမ်းနေပါပြီကျွန်တော်စီရောက်တော့15ရက်လောက်နဲ့အပင်ကအရွက်တွေတန်လာတယ်ကျွန်တော်ကကိုယ်တိုင်လုပ် EM fish amino acid နဲ့ enzyme လေးဖြန်းပေးပြီးတော့9ရက်လောက်ပဲရှိတယ်အပင်ကနေအပွင့်တွေလိုက်လာတယ်အပင်အသီးတင်ဖို့ကို strawberry အပင်ကအသီးစားအပင်ဆိုတော့အရွက်အရင်တွေကိုဖြတ်ထုတ်ပေးလိုက်တော့အသီးတွေတင်လာတယ်ပေါ့ကျွန်တော်ရဲ့ Facebook page မှာတင်ပေးထားတဲ့ပင်စိမ်းပင်ပုံတစ်ပုံရှိပါတယ်ဖကပောင်ကျော်တဲ့ထိုင်းပင်စိမ်းပင်ဆိုတော့အရွက်စားပင်ဖြစ်လို့ထွက်လာသမျှအပွင့်နဲ့အသီးတွေကိုကျွန်တော်ကဖြတ်ထုတ်ပေးလိုက်တယ်ပင်စိမ်းပင်တွေကအများအားဖြင့်သူ့သက်တမ်းတစ်နှစ်သက်တမ်းလောက်တော့မရှိတဲ့အပင်မှာကျွန်တော်ကအဲ့လိုအပွင့်အသီးတွေကိုဖြတ်ထုတ်ပေးတော့ကျွန်တော်ရဲ့ဖကပောင်ပင်စိမ်းပင်ကနှစ်ချို့ပင်ဖြစ်ပြီးသက်တမ်း2နှစ်အထိရှိခဲ့ပါတယ်ငရုတ်အသီးမတင်ရင်အောက်လက်ကအရွက်ရင်တွေကိုဖြတ်ထုတ်ပေးဖို့တိုက်တွန်းပါတယ်ဗျအဲ့ဒါမှအလုံးမဖြစ်ရင်တော့ပထမအချက်ဖြစ်တဲ့စိုက်ပျိုးမြေကိုမြေစီကျွေးလိုက်ပါခင်ဗျာအဆင်ပြေကြပါစေ